yeah. ဖိနေမျိုးလွှမ်းလို့အချင်းလေးရချင်းတိုင်းကပြတ်ဆုံးတော့အိမ်မက်တွေဖြစ်လာတဲ့အချိန်မှာကျူးစားနေတော့မှာ yeah ဖိနေမျိုးကိုချစ်တဲ့ကြောင်းနဲ့ပြောစရာအပြစ်ဒီသားကိုအသက်60ကျော်ထိလုံကျွေးလဲမောတာမတွေ့အခုဆိုဖိနေမင်းနဲ့နေထိုင်နဲ့တောရွာကလေးအဲ့ဒီတောရွာလေးကိုလွမ်းနေတာလဲရောကမသိရောအဖိနေမင်းကိုလွမ်းလို့ဒီတချင်းကိုစိုးခြင်းဗပြသားအတွက်ဆိုမကောင်းတဲ့အရာတွေဖြိုခွင်းနေမြအရွယ်ရရင်ပရီတွန်းအသားတွေချောက်ရိုရွင်းတာဘွားအချိန်လေးကုန်အသက်တွေကြီးအိုမင်းလာကြယောမြစ်တာတွေအင်းများလို့စီးကြတယ်တောင်ရင်မျိုးသားအပေါ်ကိုချစ်တဲ့ရင်ကိုအဖြူတဲ့အယောင်တွေမစိုးတတိယရင်အဖိနေမင်းကိုဦးတိုက်ကလန့်ကဆွေးပြန်လာရင်ဖတ်ထားခြင်းလို့ view site ပါကျမ်းမာရေးရင်ဆိုင်ရတဲ့လောကကြီးကစုပ်ပြတ်ကြအတိနဲ့နေနိုင်ပေမဲ့ဆက်လက်တွေကကြုတ်အတွက်မကောင်းဘလို့ပဲဖြစ်ဖြစ်အဖေနဲ့အမေနေကောင်းတာကိုအဓိကအမြင်ချင်းအဝေးဆုံးရက်ရောက်မှတန်တာမိတာမိဘရင်ခွင်ကျုပ်တို့နိုင်ငံကစသဖြင့်အတီးဖြစ်မနေပုံနဲ့နီးစနစ်တွေတိုးပွားဒီနိုင်ငံမှာအကျင့်ဖြစ်နေအချိုးကတားလဲဝါသနာပါတဲ့ရတဲ့စီးအစ်စ်တွေတိုးချလောကပြန်လာရင်ပြင်မဲ့ဝိဖြစ်နေတချို့ညဒီလောကရဲ့အကောင်းဆုံးတွေလက်ခံပြီးရွေရှားနေအခုတက်ရှိပြင်မဲ့နောက်ဆုံးမသိနိုင်ဘူးတေမလားလေတောက်ချစ်တဲ့စိတ်တွေတရားသဘောနဲ့မိထားအဖေရေချားနေတဲ့ဒီနိုင်ငံမှာအားငယ်တက်တဲ့အမေသားလေးဖင်းနဲ့မေကိုဒီတချင်းနဲ့စာလွာလေးပါအနာတရားလေးများဖြစ်မှတ်ယူဘာသာရေးတရားမပူနဲ့အနာဂတ်မှာအစဉ်ပြေဖို့အရာရာတွေးထားတယ်တူတမလေးကိုကျွန်တော်ကြည့်ပြီးတာတကပေးထားမယ်အိမ်ကိုအရန်လွမ်းနေတာတေလာအခုအမေညီကိုမောင်နှမအရင်လိုစီကားမှုတွေဖီအားတစ်ခုတလေဝင်တော့ဒေတာမှုမနေအချိန်ကြရင်ပြတ်ဆုံးရမယ်မိသားစုတွေအိမ်ကိုအရန်လွမ်းနေတဲ့တေလာအခုအမေညီကိုမောင်နှမအရင်လိုစီကားမှုတွေဖီအားတစ်ခုတလေဝင်တော့ဒေတာမှုမနေအချိန်ကြရင်ပြတ်ဆုံးရမယ်မိသားစုတွေ yeah